မြန်မာရိုးရာတင်ကြံပွဲတော်ဟာမြန်မာလူမျိုးတို့ရဲ့အထွတ်အမြတ်ထားရာနှစ်သက်ကူပွဲတော်ဖြစ်ပြီးဗုဒ္ဓဘာသာဝင်တို့ရဲ့ယဉ်ကျေးမှုအနှစ်သာရတွေစုပေါင်းနေတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။တင်ကြံအကြောင်းကိုအပိုင်းလိုက်ခွဲခြားပြီးအသေးစိတ်ရှင်းပြပေးပါမယ်။တင်ကြံဆိုတဲ့စကားဟာတက္ကတဘာသာစကားတင်ကန်တော့ကနေစိမ့်တက်လာတာဖြစ်ပြီးကိုးပြောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။မိတ်တရားဒီကနေပလိတ်တရားဒီကိုတနင်္ဂနွေဂရိုမင်းပြောင်းရွှေ့တာကိုအစွဲပြုပြီးနှစ်ဟောင်းကုံလို့နှစ်သက်ကူးတာကိုရည်ညွှန်းတာပါ။တင်ကြံဟာညောင်းသောအပြင်၄ရက်သို့မဟုတ်၅ရက်ကြာတတ်ပါတယ်။တင်ကြံအကျိုးနဲ့တကြားမင်းလူပြီးစင်းတယ်လို့ယုံကြည်ကြတဲ့နေ့တင်ကြံအကြနဲ့တကြားမင်းလူပြီးတို့အပြည့်အဝရောက်ရှိတဲ့နေ့တင်ကြံအကြနဲ့တကြားမင်းလူပြီးမှာရှိနေစေကလာတခါတရံအကြ2ရက်ရှိတတ်ပါတယ်။တင်ကြံအတက်နေ့တကြားမင်းနက်ပြီးပြန်တက်တဲ့နေ့ဖြစ်ပြီးတင်ကြံရဲ့နောက်ဆုံးနေ့ပါ။နှစ်ဆန်1ရက်နေ့မြန်မာနှစ်တိကူစတင်တဲ့နေ့ဖြစ်ပါတယ်။မြန်မာရိုးရာမှာတကြားမင်းနဲ့ဗြဟ္မာမင်းတို့အလောင်းအစားလုပ်ရာကနေဗြဟ္မာမင်းခေါင်းဖြတ်ခံရတဲ့ပုံမြင်ရှိပါတယ်။ဗြဟ္မာမင်းရဲ့ဦးခေါင်းကိုမြေမှာချရင်မီးလောင်မယ်။ပင်လယ်ထဲချရင်ရေခမ်းမယ်ဆိုလို့နတ်သမီး9ဖော်ကတစ်နှစ်တယောက်အလဲကျကင်ထားကြရပါတယ်။အဲ့ဒီလိုအလဲပြောင်းလုပ်တဲ့အချိန်ကိုတင်ကြံကြတယ်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။တင်ကြံကာလမှာထူးခြားတဲ့လှုပ်ရှားမှုတွေအများကြီးရှိပါတယ်။ရေဖတ်ခြင်းနှစ်ဟောင်းရဲ့အညစ်အကြေးတွေစင်ကြယ်စေဖို့နဲ့အေးမြတဲ့စိတ်နှလုံးနဲ့နှစ်သက်ကိုကြိုးစိုးဖို့ရည်ရွယ်ပါတယ်။ကုသိုလ်ကောင်းမှုပြုခြင်းဖုန်ကြီးကျောင်းသွားခြင်းဥပုသ်တီလစောင့်တည်ခြင်းတကြီးပူဇော်ပွဲများပြုလုပ်ခြင်းနဲ့ငားလွတ်နားလွတ်ခြင်းတို့ကိုပြုလုပ်ကြပါတယ်။တန်ချက်ထိုးခြင်းလူမှုရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာအလွဲအချော်တွေကိုဟာသက်နော်ပြီးဝေဖန်တိုင်တည်ကြတဲ့ရိုးရာအမှုပညာတစ်ခုပါ။ရင်းအကမြမမလေးတွေအဖွဲလိုက်ညီညာစွာကပြကြတဲ့အကဖြစ်ပါတယ်။တင်ကြံဆိုရင်မပါမထစ်တဲ့အစားအစာတွေကတော့နံပါတ်1မုံလုံးရေပေါ်တင်ကြံရသင်္ကေတပါလူအများစုပေါင်းလှုပ်ဆောင်ရတဲ့ပျော်စရာအစာပြေမုတ်ပါတခါတရံငရုတ်သီးစိမ့်ထည့်ပြီးစာနှုတ်တက်ကြပါတယ်နံပါတ်2တင်ကြံထမင်းမွန်ရိုးရာကဆင်းသက်လာပြီးဖျောင်းနန်နန်တင်းတဲ့ထမင်းနဲ့ငါးချောက်ထောင်းကိုတွဲဖက်စားသုံးကြပါတယ်6တင်ကြံပန်းတင်ကြံရဲ့ကိုစားပြုပန်းကတော့ပက်တပေါက်ပန်းဖြစ်ပါတယ်တနေ့မှာတစ်ချိန်သာတင်ကြံမိုးနဲ့အတူပွင့်တက်တဲ့ပက်တပေါက်ပန်းဟာမြမတို့အတွက်တော့တန်မိုးမချနိုင်တဲ့နှစ်တစ်ကူလက်ဆောင်ပါမှတ်ချက်တင်ကြံဟာပျော်ပွဲရှင်ပွဲတက်တက်မဟုတ်ပဲမိဘဘိုးဘွားတွေကိုကြော့တာနှစ်သက်မှာစိတ်သက်လူတဲ့နဲ့ကောင်းမှုပြုတာဆိုရဲအနှစ်သာရတွေပြည့်နှံ့နေတဲ့ပွဲတော်ကြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တင်ချမ်းမှာပျော်ရွှင်ကြပါစေချစ်တဲ့မြန်မာပြည်ကြီးလည်းအမြန်ဆုံးငြိမ်းချမ်းပါစေ